ဆိုတာသဘောပေါက်တဲ့အခါမင်းသမီးနဲ့ဂျက်တို့ဟာချက်ချင်းပဲအနီးနားကနန်းတော်ရီစီအကူအညီတောင်းဖို့ပြေးလွှားသွားကြတယ်ကံမကောင်းစွာပဲအေယာမလူတွေကသူတို့ကိုဒီလောက်အချိန်ပေးဖို့ရည်ရွယ်ချက်မရှိခဲ့ဘူးစစ်သားတွေကဆွဲတရားကိုမြေကြီးပေါ်ချိတ်ဆွဲထားပေမဲ့သူတို့စီကိုပြန်တန်းလာတဲ့မီးရှံတွေကြားကတစ်ပင်တွေကိုတော့မခံနိုင်ကြဘူးလူသားတွေကပြန်တိုက်ခိုက်ဖို့နီးလန်းမရှိဘူးခဏအတွင်းမှာပဲနန်းတော်တစ်ခုလုံးမီးရှံတွေဖုံးလွှမ်းသွားတယ်တစ်ချိန်တည်းမှာပဲဂျက်နဲ့မင်းသမီးဟာသူတို့ဘာသာဒုက္ခရောက်ခဲ့ရတယ်သူ့ရဲ့အနံ့ခံအာယုံထက်မြက်မှုကိုအသုံးပြုပြီးအေယာမခေါင်းဆောင်ကခမ်းမကြီးရဲ့နေရာကိုတိတိကျကျညွှန်ပြခဲ့တယ်သူတို့နှစ်ယောက်ပဲနောက်ပဲတတိထားပါစေသူ့နှာခေါင်းကနေမပုံနိုင်ကြဘူးပေပေါင်းများစွာမြင့်သောအေယာမလူထွားကြီးကိုစန့်ကျင်တိုက်ခိုက်ရန်ကြိုးပမ်းမှုတိုင်းသည်လုံးဝမျောလင်းချက်မဲ့သွားပုံရသည်တစ်ချိန်တည်းမှာပင်နန်းတော်တကားအပြင်ဘက်ရှိခံတပ်များသည်နောက်ဆုံးတွင်ပြိုလဲသွားခဲ့သည်အေယာမလူထွားကြီးများသည်ပေါ့ပေါ့တန်တန်ခြံဝင်းထဲသို့တန်းဝင်သွားကြသည်စစ်သူကြီးသည်တိုက်ပွဲတွင်အသက်ဆုံးရန်အသင့်ဖြစ်နေပြီဖြစ်သည်သို့သောနောက်ဆုံးအချိန်တွင်သူ့နောက်တွင်အေယာမအစိမ်းရောင်နယ်ပင်ကြီးတစ်ခုရုတ်တရက်ပောက်ကွဲထွက်လာသည်စက္ကန့်ပိုင်းတွင်ရင်းသည်နန်းတော်တစ်ခုလုံးကိုစုပ်ခဲပစ်လိုက်သည်ထို့နောက်အေယာမလူထွားကြီးအားလုံးသည်ချက်ချင်းထူထောက်ထိုင်ကြသည်ဂျက်သည်တရပူကိုဝစ်စင်ကထွက်လာခဲ့သည်အရေးကြီးသောအချိန်တွင်ဂျက်သည်သူ့အိတ်ကက်ထဲမှမော်ဘဲစေကိုဆွဲထုတ်လိုက်ကြောင်းသိလိုက်ရသည်အေယာမလူထွားကြီးသည်သူ့ပါးစပ်ဟလိုက်သည်နှင့်ဂျက်သည်ဘဲစေကိုတန်းပစ်လိုက်သည်မရေမတွက်နိုင်သောနွယ်ပင်များသည်သူ့ခန္ဓာကိုယ်အတွင်းမှချက်ချင်းပောက်ကွဲထွက်လာပြီးအေယာမခေါင်းဆောင်ကိုအပိုင်းပိုင်းစုပ်ခဲပစ်လိုက်သည်